ဒီလိုပတ်စံနေအများကြီးကိုဟာတိုပီယာကိန်းထဲမှာလွယ်နဲ့မြ мян ရှာလို့ရနေပြီဆိုတာသိကြပေးပြီလားရှင်မသိသေးဘူးဆိုရင်တော့အာရီယန်နဲ့အတူတူတွားရှာအောင်နော်အရင်ဆုံးမြေပုံထဲမှာခါချင်းဆွဲကောင်မလေးကို track လုပ်ပြီးသူ့ချီသွားပါပဲနော်သူ့ချီရောက်ပြီဆိုရင်တော့သူနဲ့စကားပြောပြီးတော့အခုအာရီယာပြထားတဲ့ဈေးဝယ်ချင်းလေးကိုနှိပ်လိုက်ပါနော်နှိပ်ပြီးသွားလို့ရှိရင်တော့ဟိုးအောက်ဆုံးလေးကိုဆွဲချပါအမှဖျောင်းနိုင်လေးရှိပါတယ်ရှင်အမှ colorful firework လေးတွေပေါ့နော်၄ခုတွဲ၄ခု10ခုဖြစ်ဖြစ်အခု20ဖြစ်ဖြစ်ဝယ်လိုက်ပါနော်ဒါမဲ့ကြယ်လေးတော့ပေးရပါတယ်ဒါမဲ့ဘာမှမဖြစ်ပါဘူးနော်ကြယ်ကနေ့တိုင်း daily tax လေးလုပ်ပြီးသွားလို့ရှိရင်ပြန်ရပါတယ်နော်ဆိုတော့ပြီးသွားလို့ရှိရင် Albert ဆိုတဲ့အဖွားကြီးကို track လုပ်ပြီးသူ့ရှိသွားပါမယ်ရှင်ရောက်ပြီဆိုတာနဲ့ခုနကဝယ်ထားတဲ့ colorful firework လေးတွေကိုသူ့ရှိမှာရောင်းလိုက်ပါမယ်ရှင်သူက firework တစ်ခုကို2900လားမသိဘူးပေါ့နော်အဲ့တော့ Aria မှာဝယ်ထားတာတွေအကုန်ရောင်းလိုက်ပါမယ်ရှင်ရောင်းလိုက်လို့ရှင်ပတ်စံတွေကအများကြီးရပါတယ်နော်ကျယ်လေးတွေသုံးဖို့လည်းမနှံပြောပါနဲ့ရှင်ဒါပေမဲ့သုံးရင်လည်းအတင်းတင်းပေါ့နော်အကုန်လုံးလည်းမသုံးနဲ့မဥမာကိုမှ100ရှိလို့ရှင်50သုံးပြီး50ချန်ခဲ့ပေါ့နော်အခုဆိုရင်တော့ Aria ပတ်စံတွေအများကြီးရသွားပြီပဲဖြစ်ပါရဲ့ရှင်ဒါအပြင်ကျယ်လေးတွေကနေ့စဉ် daily tax လေးပုံမှန်လုပ်ပေးရတယ်နော်ဆိုတော့ဒီနေ့ကတော့ Aria ပြပြဒီလောက်ပါပဲရှင်အားလုံးပဲတက်တာ